Okay so ဒါက Imam Sanusi ရဲ့အဓိပ္ပာယ်ဖွင့်ဆိုIlm Kalam ကိုဘာလို့လေ့လာလဲဒါပေမဲ့ Ilm Kalam ထဲမှာဘာသာရပ်၃ခုရှိတယ်လို့ပြောတယ် Okay point topic ၃ခုအကြီးရှိတယ်ပြောတယ် Okay ပထမ topic ကိုကျွန်တော်က Ilahiyat လို့ခေါ် Ilahiyat ကဘာလဲအလားရဲ့ဂုဏ်တော်တွေနဲ့အလားရဲ့ကြက်တီဟုတ်လားအလားရဲ့လက္ခဏာတွေကိုလေ့လာတာအလားရဲ့တဘာဝကိုလေ့လာတာအဲ့ဒါက Imam Sanusi ပြောတာပေါ့အဲ့ဒါ Al-Ilahiyat လို့ခေါ်တယ်ကျွန်တော်တို့ philosophy မှာ metaphysics ကို Al-Ilahiyat လို့လည်းခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ Al-Ilahiyat မှတ်တာအဲ့တော့ Ilahiyat ဆိုတာဘာလဲအလားဂုံချက်တီအလားရဲ့ you know အလားရဲ့တဘာဝအလားရှိနေတာအခုကျွန်တော်တို့ပြောသွားတဲ့ point ညာတော့ Ilahiyat အောင်ဟုတ်ပြီနော်အဲ့နံပါတ်1နံပါတ်2နံပါတ်2ကို Nubuwat လို့ခေါ်တယ် Nubuwat ဆိုတာကနဗီနဲ့တမန်တော်ဆိုင်ဆမ်နဲ့ဝဟီအကြောင်းနဗီဆိုတာဘာလဲဝဟီဆိုတာဘာလဲ right နဗီတရားအစစ်ကိုကျွန်တော်တို့ဘယ်လိုသိလဲနဗီကဘာလုပ်နိုင်လဲနဗီကဘာမလုပ်နိုင်ဘူး okay အဲ့ဒါကဒီမှာ तू ပြောသွားတဲ့ဥစ္စာဟုတ်လား तू ဒီပထမဆုံးကပြောတယ်အလားအကြောင်းသိရမယ်ပြီးရင် Rasul အကြောင်းသိရမယ်အဲ့ဒါ Nubuwat ဟုတ်ပြီနော် Ilahiyat Nubuwat တတိယတစ်ခု Sam'iyat လို့ခေါ်တယ် Sam'iyat ဆိုတာကကျွန်တော်တို့တွေဒီကျွန်တော်တို့မမြင်နိုင်မတွေ့နိုင်တဲ့အကြောင်းတွေ guide ပဲအကြောင်းသိတာဟုတ်ပြီနော်ဒါကကျွန်တော်တို့ဝဟီယပြောမှကျွန်တော်တို့သိတာကျွန်တော်တို့ဒီတိုင်းစဉ်းစားရင် free side ရှိတာကျွန်တော်တို့မသိဝဟီယပြောလို့ကျွန်တော်တို့သိတာဂျန်နတ်နဲ့ဂျဟန္နမ်ကိုဒီတိုင်းထိုင်စဉ်းစားရင်ကျွန်တော်တို့မသိဝဟီယပြောလို့သိဟုတ်ပြီနော်ကေယာမတ်နေ့အကြောင်းမှာအလာဒီလိုလာပါမယ်ဂျဟန္နမ်ခုနှစ်ထပ်ရှိပါတယ်အဲ့ဒါတွေအားလုံးဒီ Sam'iyat ဟုတ်ပြီနော်အဲ့တော့အကီဒါက topic တွေအားလုံးကျွန်တော်တို့ဒီ generically Ilm Kalam မှာကျွန်တော်တို့ဒီ Ilahiyat Nubuwat Sam'iyat ဆိုပြီးကျွန်တော်တို့မှခွဲလိုက်မယ်အဲ့ဒါဆိုရင်အကီဒါပညာဆိုတော့ပါတယ် Ilm Kalam လို့ဘာကြောင့်ခေါ်တာလဲမိကုန်းပြောပြမယ် okay by the way အကီဒါဆိုတဲ့စလုံးဒီ Etiqad ဆိုတဲ့စလုံးကလား Etiqad ဆိုတာကြက်နဲ့ချီနှောင်ထားတာကိုပြောတာအဲ့တော့ကိုယ့်ယုံကြည်ချက်ဒီတိုးချီတို့ကြက်တဲ့နေရအဲ့ဒါအကီဒါ Etiqad ဆိုတဲ့စလုံးကလားဟုတ်ပြီနော်အကီဒါဆိုတော့ဒါပေမဲ့နောက်စလုံးကျွန်တော်ပြောရဲ Ilm Kalam လို့ပြော Ilm ဆိုတာအားလုံးသိရဲ့တိတ်ပံပညာရဲ့သူဘာလာရဲ့သူ Ilm လို့ခေါ်ဟုတ်ပြီနော်တိကလမ်ဆိုတာစလုံးကိုပြောတာ Ilm Kalam ဆိုတာကကျွန်တော်အများကြီးကျွန်တော်ရှင်းပြရမယ်ဒီ level မှာကျွန်တော်အားလုံးဘယ်လိုပြောချင်လဲဆိုလို့ရှိရင် Ilm Kalam ဆိုတာကဒီတာဒနာအကြောင်းအခုနအလာနဲ့အလာရဆူအကြောင်းကိုဆွေးနွေးတဲ့ဘာသာရဲ့ဟုတ်ပြီနော်အဲ့ဒါကြောင့် Ilm Kalam လို့ပြောတာအဓိပ္ပာယ်ဖွင့်ဆိုပြီးဆွေးနွေးတာအဲ့ကြောင့် Ilm Kalam လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ Kalam လို့လည်းအတူကခေါ်တယ် Kalam ဆိုတာကအာဘီလို့ you know dictionary မှာ Kalam ဆိုတဲ့အဓိပ္ပာယ်သွားဆိုင်တော့စကားလို့ပြောလိမ့်မယ်စက်လုံးလို့ပြောလိမ့်မယ် okay ဒါပေမဲ့ Ilm Kalam လို့ကျွန်တော်တို့ကပြောလို့ရှိရင် Kalam လို့ပဲ generically တောင်းတယ်အကီဒါပညာရဲ့ကိုပြောတာ okay ဘာဖြစ်လို့ဆိုတော့အလားအကြောင်းအဓိပ္ပာယ်ဖွင့်ဆိုပြီးစဉ်းစားနေအခုကျွန်တော်တို့ပြောသွားတာကျွန်တော်ဆွေးနွေးသွားတယ်ဟုတ်လားဒီကြားထဲမှာအလားဘယ်လိုဖြစ်နိုင်လဲအလားဘယ်လိုအဲ့ဒါ Kalam လုပ်နေဟုတ်လားအဲ့တော့ Ilm Kalam ဆိုတာအဲ့ဒါကိုပြောတာဟုတ်ပြီနော်ဆွေးနွေးရဲ့ပညာရဲ့ဟုတ်ပြီနော်အဲ့တော့ဒီပညာရဲ့ဒီဘာကြောင့်ထွက်ပေါ်လာတာလဲဒီမိကောokay ဒီပညာရဲ့ကဘာကြောင့်ရှိရလဲနံပါတ်1ကျွန်တော်တို့ခုနကလုပ်သွားတယ်ဥစ္စာကွန်အာန်နဲ့ဟာဒီစ်မှာအဓိပ္ပာယ်ကြောင်းပြန်ဖြစ်နေဟာအဓိပ္ပာယ်မတူဘူးလို့ထင်တဲ့ဟာဒီစ်ကိုကျွန်တော်တို့ဘယ်လိုတွဲလဲပြီးနားလဲမလဲအဓိပ္ပာယ်ရှိအောင်ဘယ်လိုနားလဲဥပမာဆရာကြီးမင်းကအခုနဟာဒီစ်ပြောတာဟုတ်လားလုံးဝအာမန်မပါဘူးဒါပေမဲ့ဟိုဘက်မှာလည်းအာမန်နဲ့ပါတဲ့ဟာဒီစ်ရှိရ okay အဲ့ဒါဒီအဓိပ္ပာယ်ကမတူဘူးလေဟုတ်လားအဲ့ဒီအဓိပ္ပာယ်ကိုဘယ်လိုနားလဲအောင်ကျွန်တော်တို့လုပ်ပဲအဲ့လိုပဲအခုနမငင်းလောက်သွားသူကွန်အာန်ထဲမှာအလာပေါ်လာတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ဟာဒီစ်မှာတည်တယ်ဟုတ်လားအလာဒီအကြီးပဲအဲ့ဒါဆိုဘယ်လိုဖြစ်နိုင်မှာလဲ right ကွန်အာန်နဲ့ဟာဒီစ်မှာကျွန်တော်တို့ကွန်အာန်နဲ့ဆွန်နတ်ထဲမှာဒီတာသနာအကြောင်းပြောထားတဲ့ကိစ္စကြီးအဓိပ္ပာယ်မရှိဘူးထင်တဲ့ကိစ္စတွေကိုဘယ်လိုမျိုးတွဲလွဲပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုပြီးနားလဲမယ်အဓိပ္ပာယ်ရှိတဲ့ပုံစံဟုတ်ပြီနော်အဲ့ဒါလုပ်ဖို့အတွက်ကျွန်တော်တို့ဒီအခီဒါပညာရပ်ကပေါ်လာတယ်အဲ့တော့မှကျွန်တော်တို့ယုံတဲ့ကိစ္စတွေအားလုံးကအဓိပ္ပာယ်ရှိမှာလေဟုတ်လားတနည်းမှာကျွန်တော်တို့တမျိုးယုံနောက်တမျိုးယုံလို့မရဘူးဟုတ်လားကျွန်တော်ယုံတဲ့ကိစ္စတွေအားလုံးဒီအဓိပ္ပာယ်ရှိကြစ်လက်ဖြစ်အောင် okay ကွန်အာန်နဲ့ကွန်အာန်နဲ့ပြောထားတဲ့စကားတွေအားလုံးဆွန်နတ်ပြောထားတဲ့စကားတွေအားလုံးညီဗမာစကားပြတ်တာဆိုဟာတော့ဆရာမကျွန်တော်လည်းကူညီပြောသူညီကိုဘယ်လိုပြောလဲလိုက်ရောညီထွေဖြစ်အောင်လေလိုက်ရောညီတွေဖြစ်အောင် okay နှစ်ခုလိုက်ရောညီတွေဖြစ်အောင်နားလေပညာရဲ့အဲ့ဒါဒီနံပါတ်1 okay အဲ့ကြောင့်အကီဒါပညာရဲ့ရှိတာဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဒီ Quran နဲ့ Sunnah ကိုဘယ်လိုမျိုးအဓိပ္ပာယ်ရှိအောင်ဖွင့်ဆိုမလဲနံပါတ်2အပြင်ပိုင်းကနေပြီးကျွန်တော်တို့တင်တာနာကိုလာပြီးတော့ attack လုပ်လို့ရှိရင်ကျွန်တော်တို့အဲ့လူတွေဘယ်လိုအဖြေပေးမလဲဆိုတဲ့အတွက်ကာကွယ်ဖို့အတွက်လေ့လာရပညာရဲ့ဟုတ်လားကျွန်တော်တို့ပြန်ဟာမင်းတို့အလားရှိတာဘယ်လိုတက်တည်ပြန်မလဲမင်းတို့နဗီရှိတာဘယ်လိုတက်တည်ပြန်လဲ right အဲ့ဒါတွေအခုကျွန်တော်တို့ APS တွေကျွန်တော်တို့အဖြေပေးဆိုကျွန်တော်ဒီတန်းတက်တယ်အဲ့ဒီဥစ္စာအဲ့နံပါတ်2ဟုတ်ပြီနော်နံပါတ်3 okay ဒီနံပါတ်3က generically မတ်တပ်ကျောင်းနေမှာတော့ပညာမဒရာဆာကျောင်းနေမှာတော့ဒီကိစ္စကိုထည့်မပြောဘူးဒါပေမဲ့ကျွန်တော်ပိုင်းဆိုကျွန်တော်ထည့်ပြော okay ဒါဒီနည်းနည်းပို့ပြီးဟောဖြစ်တယ်to the political historical realities of its time အဲ့ဒီယုံကြည်ချက်တွေဖြစ်ပေါ်လာတဲ့အချိန်မှာသူတို့ဘေးနားမှာဖြစ်နေတဲ့နိုင်ငံရေးတွေ
social movement တွေလူမှုရေးတွေကိစ္စတွေကိုအဖြေပေးဖို့အတွက်ဒီအဲ့ဒီကိစ္စတွေထွက်လာတာဥပမာဒီကိစ္စကြီး Islamic evolution okay evolution ပြဿနာဒီအရင်တော့ရှိလားတမန်တော်ဆက်ဆံမှာ evolution ပြဿနာရှိလားမရှိ star being ခင်မှာရှိလားမရှိအဲ့တော့တို့အဲ့ကိစ္စအတွက်ဖြေရှင်းဖို့တော့ Quran နဲ့ Sunnah ကနေဆွဲထုတ်လားဆွဲမထုတ်ကျွန်တော်ဒီခေတ်မှာမလုပ်ရတာဆွဲထုတ်ရတယ်ဟုတ်လားအဲ့ဒါဒီကျွန်တော်တို့ခေတ်မှာရှိတဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းတာအကိဒါပညာရေးကိုရှုပြီးဒါကျွန်တော်အကိဒါလုပ်တယ်အဲ့တော့စဉ်းစားတွေးခေါ်နေအကောက်ကိုယူတယ်နောက်ကောက်ကိုယူတယ်နောက်ကောက်ဆိုတာကကျန်းစာကိုယူတယ်အဲ့မှာကျွန်တော်ဖြေရှာတယ် right အဲ့တော့ကျွန်တော်တို့အကိဒါဆိုတာအဲ့တော့အကိဒါဒီတုခေတ်နဲ့တုအလိုက်ချစ်စွမတူတော့ဘာကြောင့်မတူရလဲကိုရိုနာနဲ့ဆိုတဲ့ကွဲလို့မဟုတ်ဘူးကျွန်တော်တို့ဖြစ်ပြနေတဲ့ပြဿနာတွေကိုကျွန်တော်တုံ့ပြန်နေတဲ့ပုံစံမတူတဲ့အတွက်အကိဒါမတူတာအဲ့ဒါအားလုံးနားလဲစီချင်တယ်ဟုတ်လားအကိဒါဆိုတာ fake လို့ပဲကျွန်တော်ဟိုတနေ့ရှင်းပြသွား fake ဆိုတာကဟုတ်လားကျွန်တော်တို့ you know kidney transplant လုပ်လို့ရလားကျွန်တော်မဟုတ်တော့ sorry ပါတယ် organ donation လုပ်လို့ရလားတွေးထုလို့ရလား right အဲ့ဒါဒီကျွန်တော်တို့ဟာလာနဲ့ဟာလာမှာကျွန်တော်တို့ study တရားတော်ရပဲဟုတ်ကုန်ပြီနေဒါပေမဲ့တမန်တော်ပြောခဲ့တာအဲ့ဒါမပြောခဲ့ဘူးလေအဲ့ဒါပေမဲ့ဆွဲထုတ်တာအဲ့လိုပဲ fake ပညာရဲ့လိုပဲအကိဒါပညာဆိုရဲဆွဲထုတ်တာပဲကျွန်တော်က generically အကိဒါလို့ကျွန်တော်ဆိုရင်တမန်တော်ဒါတွေယုံခဲ့တယ်ပြင်စာပါရဲ့ဒါတွေယုံတယ်အဲ့ယုံကြည်ချက်တွေကိုပဲတစ်ခုပြီးတစ်ခုကျွန်တော်ချွတ်ဆွတ်လို့ထင်နေတာဇင်းမြက်ကချွတ်ဆွတ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဆွဲထုတ်ပြီးအတိပဲဖွင့်ဆိုတဲ့ပုံစံခက်အလိုက်နဲ့လူအလိုက်နဲ့မတူဘူးယဉ်ကျေးမှုအလိုက်နဲ့မတူဘူးဘာကြောင့်မတူဘူးဆိုတော့အားလုံးနားလဲတာကျွန်တော်ပြောချင်တယ်ပေါ့အဲ့ဒီမတူလို့ပဲကျွန်တော်ဒီတန်းထိုင်နေရတယ်ဟုတ်လား evolution တန်းကျွန်တော်ထိုင်နေဒီကိစ္စကြောင့်ကျွန်တော်ထိုင်နေတယ်အဲ့ဒါအားလုံးနားလဲစီချင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ reason ၃ခုကြောင့်ကျွန်တော်တို့ဒီ ilm kalam ဆိုတဲ့ပညာရရှိတာအကီဒါဆိုတဲ့ပညာရရှိတာနံပါတ်1ကပါလေကျွန်တော်တို့ဒီ data ထဲမှာရှိတဲ့ Quran နဲ့ Sunnah တဲ့အဓိပ္ပာယ်မတူလို့ထင်တဲ့ဥစ္စာတွေကိုရောထွေးညီပြီးတော့အဓိပ္ပာယ်ရှိတဲ့ပုံစံဖွင့်ဆိုခြင်းလို့အတွက်လုပ်တဲ့ပညာရအဲ့ဒါနံပါတ်1အပြင်ကလူတွေကျွန်တော်တို့ attack လာလို့ရှိရင်အပြင်ကလူတွေကျွန်တော်တို့ဒီ data တော့လာတိုက်ခိုက်လို့ရှိရင်အဖြေပေးဖို့အတွက်လုပ်တဲ့ပညာရတတိယခုကျွန်တော်တို့ခင်မှာရှိနေတဲ့အတွေးခေါ်ဆိုင်ရာယုံကြည်ချက်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့အတွက်ထုတ်ထားတဲ့ပညာရ